ဖုန်းလေးလည်းရိုက်လို့မရတော့ဘူးကြည်ကြည်လည်းပြောလို့မရတော့ဘူးထဲတော့မှခြေတော်ရာတွေ့လိုက်မယ်နော်ခြေတော်ရာကိုဘောကမာကာစတုံးနဲ့ကြီးကာမှန်နဲ့လောက်ထားတာနော်အဲ့တော့အသောကမင်းကြီးမင်းသက်20ရောက်မှဒီနေရာကိုရောက်လာရိုးဘက်ကတော့ကြောက်တဲ့နေရာကိုစိုက်ထားတယ်ဒါပေမဲ့ဒီနေရာလေးမှာခြေတော်ရာကဒီနေရာလေးမှာချပြခဲ့တာတခြားချပြခဲ့တာခြေတော်ရာနော်ဒါပေမဲ့နောက်ပိုင်းတူးဖော်တော့ကြမှာဒီနာနေပြီးကြကြမှာခြေတော်ရာထဲထဲမှာခြေတော်ရာဆိုတော့တေချာမကြည့်ဘဲနဲ့တော့မြန်းမှာမဟုတ်ဘူးနော်ဒီလိုပဲအောက်ကဖက်နောက်ဘောကခြေဘောကနော်ဒီနေရာကလေးကနေတူးပြီးကြကြမှာထဲထဲကိုရွှေ့ထားတာဒီနေရာလေးကမူရင်းနေရနော်ဒီနေရာလေးကနေဒီမှာစောက်ဦးတွေပါဒီအကုန်လုံးပြန်လို့တော့ဒီနာကနေတူးပြီးကြကြမှာခြေတော်ရာတွေ့တော့ကြတော့ဒီထဲထဲကိုထည့်တာဒါမဲတော်မာယာကျောင်းဆောင်ကြီးကြလားနော်မဲတော်မာယာကျောင်းဆောင်ကြီးစတော့ဒီဟာကြီးဒီစာဝူးကြီးတွေမရှိသေးဘူးပေါ့နော်ဒီတော့ထဲထဲမှာဦးဇင်းတို့အဲ့ဒီကြောက်ဘုရားလောင်းရဲ့ခြေတော်ရာရဲ့ပေါ်မှာအင်ဂျင်ကြောင်းနဲ့ဘုရားလောင်းမဲတော်သားဖွားနေတဲ့ပုံတံနော်အနမမီတို့တော့ဂေါတမရှိတယ်အနမသူရဲ့ဒီနတ်မြမတွေရဲ့ဒီထိန်းသိမ်းဆောင်ဆောင်နေတဲ့ပုံစံမျိုးလေးဒါပေမဲ့ဒီမှာဖြည့်ဆည်းခဲ့တဲ့အတွက်ကြောင့်မလို့မျက်နှာတွေပါတယ်မမြင်ရတော့ဘူးမျက်နှာတွေဒီတိုင်းကိုလုံးဒီပြားချက်ဖြစ်တယ်ပေါ့နော်ဒါပေမဲ့ဒီဒေတာကန်နဲ့ရင်တော့အသုံးပြတာမေတော်မာယာနတ်ကွင်းဆိုပြီးကြကြမှာမေတော်မာယာသားဖွားတဲ့ပုံတံကိုပျောက်ပြီးကြကြမှာနတ်ကွင်းပုံစံမျိုးတူတော့ဖန်သေးတာဒီမေတော်မာယာနတ်သားမေတော်မာယာမိနဲ့မေတော်မာယာနတ်ကွင်းဆိုပြီးကြကြမှာလာပြီးတော့ပူဇော်ပတ်တာကြလားနော်ဒီနေရာကိုစတင်ပြီးတွေ့တာဒီနှစ်ပေါင်း160လောက်ပဲရှိသေးတယ်ဒီနေရာကိုနော်အမအင်္ဂလိပ်တယောက်ကမှစင်စီးရဲနဲ့ဒီပို့လာတော့တော်တယ်မှတွေ့ပြီးတော့လိုက်ပြီးတော့ရှာဖွေရတဲ့ဒီနောက်မှာဒါဖျားလောင်းဒီဝေဖွားတဲ့နေရာဆိုပြီးကြမှာအဲ့ဒီနောက်ပိုင်းမှာတဆင်းနဲ့ဥဒန်းတို့ကနေစတင်ပြီးကြမှာအကောင့်တွေဖော်လာတာကြလားနော်တချို့လည်းဒီနေရာကိုဒီမှာဇီဒီ9စုရှိတယ်ဖျားလောင်းရဲ့ဒီခြေတော်ရာလို့ပြောပြီးမြဲဦးဇင်းတို့တခြားမေးကြည့်တဲ့အခါမှာဒီနေရာတွေကဒီဇီဒီလေးတွေလေအဲ့ဒါဘုရားလောင်းရဲ့ခြေတော်ရာမဟုတ်ပါဘူးတဲ့အဲ့ဒါမှာဘုရားဒီယဟန္တာတွေရဲ့ရိုးဇီဒီတွေနော်တချို့ကဓာတ်တော်ဇီဒီတွေရင်းတို့ဒီထဲမှာကြောင်းနေပါလေရှိတယ်နော်ဟုတ်ပြီဦးဇင်းတို့ထဲကိုသွားတဲ့ကစကားမပြောဘူးဒီဘက်ကနေစီးတန်းပြီးကကျမှသွားမယ်နော်ကျောင်းပုံ